စိတ်ကိုအနိုင်မရတဲ့စိတ်ကိုအစိုးမရတဲ့ယူသွတ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူစိတ်ထဲမှာသူထင်တယ်လို့ပြောမှာပဲသူထင်တယ်လို့လုပ်မှာပဲအထိန်အုပ်တွေလွတ်သွားတယ်လို့ပဲအရိယသူတော်စင်တွေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ပုထုဇဏောဥမ္မတကောတဲ့နော်ပုထုဇဉ်တွေဟာလည်းပဲအယူလိုပဲလို့ပြောတာနော်ရဟန္တာတွေအနေနဲ့ကြည့်ရင်တော့ယူသွတ်နေကြတာလို့ဒီလိုပဲထင်ပါပဲဘာလို့လို့ဆိုဘာမဟုတ်တာလေးလဲကြိုက်ချင်ကြိုက်ခရီးစီတွေဖြစ်နေနော်ယူနှမ်းနေကြအာယုန်ဒီပေါ်မှာမမောပြီးယူနှမ်းနေတယ်လို့ပဲဒီလိုပဲမြင်တယ်အသိဉာဏ်ရှိလာပြီဆိုလို့ရှိရင်စိတ်ဟာဘလို့ဖြစ်လာတယ်ဖြစ်လာတဲ့စိတ်မှာစိတ်တ ानु ပတနာလို့ဆိုတဲ့ contemplation of mind ကြတော့လူရဲ့စိတ်ကိုကိုယ့်ကိုဆင်ញင်သုံးသပ်ရမယ်လို့မဟာသတိပဋ္ဌာန်သုံးပါးကြတော့မြတ်စွာဘုရားဟောထားတယ်ငါစိတ်လေးဟာလောဘနဲ့တွဲသလားခဏခဏလောဘတွေလာသလားငါစိတ်ထဲမှာခဏခဏဒေါသဖြစ်တတ်သလားငါစိတ်ထဲမှာခဏခဏအမှန်မသိတဲ့တွေးဝေတဲ့ဟာတွေဖြစ်သလားစသဖြင့်စိတ်ရဲ့အခြေအနေတွေကိုဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်တာပညာရှိတဲ့ပုဂ္ဂိုလ်ဆင်ញင်သုံးသပ်လာတယ်အဲ့ဒီဆင်ញင်သုံးသပ်ပြီးတော့ကောင်းတဲ့အာယုံမကောင်းတဲ့အာယုံအပြစ်ရှိတဲ့အာယုံအပြစ်မရှိတဲ့အာယုံနှမျိုးခွဲခြားပြီးတော့စိတ်ကိုထိမ့်သိမ်းဆော့ရှော့အောင်မှာဖြစ်တယ်အဲ့တော့စိတ်ကိုထိမ့်သိမ်းဆော့ရှော့အောင်မယ်လို့ဆိုတဲ့အခါကျတော့ဒီနေရာမှာအယူဆတွေဒါမြတ်စွာဘုရားဟောတာစိတ်ကိုထိမ့်သိမ်းဆော့ရှော့သိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ထိမ့်ကိုဆော့ရှော့ဆောင်းရှော့ဆိုတာအဓိပ္ပာယ်ကအလွန်ကျယ်ဝန်းတယ်ဘာကိုဆော့ရှော့အောင်မှာတော့ဆိုရင်လောဘနဲ့မတွဲအောင်ဒေါသနဲ့မတွဲအောင်မောဟနဲ့မတွဲအောင်ကိုယ်သားသမီးကိုထိမ့်သိမ်းဆော့ရှော့တဲ့အခါမှာနော်မကောင်းတဲ့လူတွေနဲ့မပေါင်းအောင်လို့ဒီလိုထိမ့်သိမ်းဆော့ရှော့ကြတာပဲလေအရက်ဆိုင်မသွားအောင်ဘီယာဆိုင်မသွားအောင်ကစားဆိုင်မသွားအောင်နော်အဲ့ဒါလိုထိမ့်သိမ်းဆော့ရှော့ရတယ်လို့ပဲစိတ်လေးကိုလွတ်မထားပါနဲ့ပြည့်ရှိတဲ့နေရာတွေအပြည့်ရှိတဲ့အာယုန်တွေနောက်မလိုက်မိဖို့ပြည့်ရှိတဲ့တရားတွေနဲ့မတွဲမိဖို့ဒီလိုဆိုလို့ရတယ်ပေါ့အာယုန်နောက်လိုက်တယ်ဆိုတာစိတ်ကအာယုန်နဲ့တော့တွဲမှာပဲထိန်းချုပ်လို့မရဘူးအဲ့ဒါကိုတော့ထိန်းချုပ်လို့ရတာအဲ့ဒီအာယုန်နဲ့တွဲလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့လောဘဖြစ်ပေါ်လာတဲ့ဒေါသဖြစ်ပေါ်လာတဲ့မောဟမမနာအဲ့ဒါတွေနဲ့မတွဲဖို့ပဲထိမ့်သိမ်းဆော့ရှော့ရတာဖြစ်တယ်ပေါ့ဒါစိတ်ကိုထိမ့်သိမ်းဆော့ရှော့အကောင်းနဲ့ဆိုအကြောင်းနဲ့ကျိုးခွဲခြားပြီးတော့စိတ်ကိုမကောင်းတဲ့ဘက်ကိုမသွားရအောင်ထိမ့်သိမ်းဆော့ရှော့အောင်မယ်ဒီလိုဆိုလို့ရပေါ့အဲ့ဒီနေရာမှာစိတ်ကိုစိတ်တိုင်းထားထိန်းချုပ်လို့မရဘူးစိတ်ကိုမထိန်းနဲ့ဆိုတဲ့အယူဝါဒလည်းပေါ်လာပြန်နော်ရသော်ဘုရားဟောတာထိမ့်သိမ်းဆော့ရှော့လို့ဆိုရင်နောက်စိတ်ကိုပဲအာယုံမသွားအောင်တားရမယ်ဆိုတဲ့အယူဝါဒလည်းပေါ်လာတယ်